ရှမ်းပြည်နယ်ရှိပိုင်းမိုင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအရှိပြုဖို့ဌာန community center ခမ၌ယနေ့နံနက်ပိုင်းကရေစီကန်လန်စီကန်ဆိုင်ရာတိမြာပေးတော့ရှုကိုပြုလုပ်ကျင်းပရာဒုတိယစီမှုတော်နံပါတ်နှင့်ကျွမ်းကျင်တော်ရုပ်တန်တော်နစီဖောင်းတို့ကယခုလိုဆွေးနွေးကြပါရရှင်မင်္ဂလာပါအမရေမင်္ဂလာပါညီမရေဟုတ်ကဲ့ဒီကနေ့ပြုလုပ်မဲ့ top show ရဲ့ကောင်းစဉ်ကိုအမကပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါယင်စီကန်နန်စီကန်ဆိုင်ရာအတိပညာပေး top show ဖြစ်ပါတယ်ဟုတ်ကဲ့ပါအမအနေနဲ့ကုန်တင်ကြီးများသတိပြုလိုက်နာရန်စီကံများအကြောင်းကိုဆွေးနွေးပေးပါအောင်ရှင်ဟုတ်ကဲ့ပါကုန်တင်ကြီးများသတိပြုလိုက်နာရန်စီကံများမှာတစ်လုပ်ငန်းနိုင်စင်ရယူခြင်းမရှိပဲကုန်များကိုအခကျင်းငွေယူ၍တင်ဆောင်မောင်းနှင်ခြင်းမပြိုရနေရင်တွင်တင်ဆောင်ရန်တက်မှတ်ထားသည့်ကုန်တင်ချင်းထက်ပို၍တင်ဆောင်ခြင်းမပြိုရတုံတင်ဆောင်နိုင်သောကုန်တန်ချင်းကိုရင်ဤလက်ရဖက်ဘေးတွင်မြင်တာနိုင်သည့်နေရာတွင်စီစေးဖြစ်ရေးတာထားရမည်လေကုန်ပစ္စည်းများတင်ဆောင်ရမှာရင်ဤစေ့တွင်1 မီတာ3 ပေ3လက်မခန့်ဒေါ်လာကောင်နောက်တွင်2 မီတာ6 ပေ6လက်မခန့်ဒေါ်လာကောင်ပို၍အစွန်းပတ်ထွက်စေရနောက်တွင်1 မီတာထပ်ပိုသောကုန်ပစ္စည်းများအတွက်12လက်မအချင်းထက်မနည်းရှိဖြူနီထက်ဝက်တုတ်ထားသည့်တံပြားချိတ်ထားရပါမယ်ငါအခြားသူများအန္တရာယ်မဖြစ်စေရန်တင်ဆောင်ထားသောကုန်ပစ္စည်းတို့ကိုခိုင်မြဲစွာတုံ့နှောင်ထားရပါမယ်6နတန်နဲ့အထက်ကုန်တင်ငယ်များသည့်ကုန်ပစ္စည်းတင်ဆောင်လင်လမ်းပေါ်မှအမြင့်12ပေထက်မပိုစေရခုနှစ်တက်ဆိုင်ရာအာနာပိုင်အဖွဲ့အစည်းများကတက်မှတ်သည့်ကုန်တင်ခနှုံးထားထက်ပို၍တောင်းခံစင်မပြိုရရှစ်တာမန်အဖြစ်ကုန်တင်ငယ်များသည့်နောက်ပိတ်ကိုပိတ်၍မောင်းနှင်ရမည်ကိုအန်တရဖြစ်စေတတ်သောကုန်ပစ္စည်းများတင်ဆောင်မောင်းနှင်လင်ထိုကုန်ပစ္စည်းများအတွက်လိုအပ်သောကြိုတင်ကာကွယ်မှုများကိုဆောင်ရွက်၍အထူးတတိပြုမောင်းနှင်ရပါမယ်30နိုင်ငံတော်အစိုးရမှတားမြစ်ထားသောကုန်ပစ္စည်းများကိုတရားဝင်ခွင့်ပြုချက်မရှိဘဲမတင်ဆောင်ရစတိတ်ကုန်ပစ္စည်းအတင်အချကိုတမတ်ခွင့်ပြုထားသောနေရာများတွင်သာပြုလုပ်ရပါမယ်လမ်းပိတ်ဆို့မှုမဖြစ်စေရဟုတ်ကဲ့ပါညီမရေညီမအနေနဲ့မော်တော်ဆိုင်ကယ်များလိုက်နာရန်စီကံများအကြောင်းကိုဆွေးနွေးပေးပါဦးဟုတ်ကဲ့မော်တော်ဆိုင်ကယ်စီးသူများလိုက်နာရန်စီကံများတေမော်တော်ဆိုင်ကယ်ဤလက်ကင်နှစ်ဖက်ကိုလူ၍မစီးရလက်ဖြင့်အချက်ပြသည့်အခါကျန်တစ်ဖက်ဖြင့်စီးနိုင်သည်နှင့်နောက်ထိုင်ခုံတွင်တဦးထက်ပို၍မတင်ရရှေ့တွင်မြည်သူများမတင်စီရသုံးပစ္စည်းတင်ပါကပစ္စည်းသည်နောက်ခုံဤပေတစ်ဖက်တစ်ချက်15စင်တီမီတာ6လက်မမှနောက်ဘိန်းသားရအစွန်းမှ31စင်တီမီတာ12လက်မထက်မပိုစေရအမြင့်သည်ရင်စည်းတူဤပခုံးထက်မမြင့်စေရလေအနေရဖြစ်နိုင်သည့်ပစ္စည်းနှင့်မထိန်သိမ်းနိုင်လောက်အောင်လေသည့်ပစ္စည်းများမတင်ရငါပြိုင်မစီးရအခြားရည်များအနောက်ရှက်ဖြစ်အောင်မစီးရ6မော်တော်ဆိုင်ကယ်စီးအုပ်ထုပ်ကိုမေးတိုင်းကျိုးတေချစွာတိုက်၍စီးရမည်ခုနှစ်အနေရဖြစ်နိုင်လောက်အောင်လင်းပြတ်နေသောအဝတ်စားဖြင့်မစီးရ8မော်တော်ဆိုင်ကယ်ဤစက်တန်ကိုစူညံမြင့်၍မစီးရကိုမော်တော်ယာဉ်များနည်းသူတတ်မှတ်ထားသည့်လမ်းစည်းကမ်းများကိုလိုက်နာရမည်ကျွန်မကတော့ဝူဝူခိုင်ပါရှင်